အားလုံးပဲမြင်ကြပါပါကိုရီဒီဗီဒီယိုမှာမေးချင်တာမေးခွန်းတစ်ခုရှိရပေါ့နော်အဲ့ဒါကဘာပဲဒီတောက်ရတာကိုကြိုက်လားဆိုတဲ့မေးခွန်းပေါ့နော်ကိုရီကတော့တောက်ရတာကြိုက်လို့ဒီမှာလက်ပေါ်မှာမီနီတက်တူးလေးတွေတောင်ထိုးခဲ့ရပေါ့နော်တကယ်တမ်းပြောချင်တာကဒီကိုရီမနေ့ကဘာပဲဒီတောက်ရင်တဲ့ idea တစ်ခုရခဲ့ရပေါ့နော်အဲ့ဒါကြောင့်ဒီနေ့ဒီအိမ်မှာပဲ mini barbecue inspire project ကိုလုပ်ဖို့အစီအစဉ်ရှိပါတယ်။အဲ့ဒါကြောင့်ကိုရီဘယ်လိုဖန်တီးသွားမလဲဆိုတာကိုကြည့်လိုက်ကြအောင်။ပထမဆုံးအနေနဲ့ကိုရီအလောက်ကယူလာခဲ့တဲ့ထီအချို့ကိုစက္ကူပေါ်မှာဆေးချယ်ဖို့မှင်လိုမျိုးအသုံးပြုခဲ့တယ်ပေါ့နော်။ဒီထီရဲ့တဘာဝအစွန်အထင်းတွေကပုံကိုနှွေးထွေးပြီးတော့နူးညံ့တဲ့အသွင်ပြင်တွေပေးလို့ဒီ project နဲ့တကယ်ကိုလိုက်ဖက်တယ်ပေါ့နော်။အရေးတွေခြောက်သွားတဲ့အခါမှာဒီလှပတဲ့တဘာဝအယောင်သွေးတွေအားလုံးကိုအသေးစိတ်ဖန်ယူနိုင်ဖို့ကိုရီ printer နဲ့ scan ဖတ်လိုက်တယ်ပေါ့နော်နောက်တစ်ဆင့်အနေနဲ့လက်ဆေးစပြမြုပ်တွေကိုတုံးပြီးတော့ပူပေါင်းတွေကိုဖန်တီးခဲ့ရပေါ့နော်ဒီပူပေါင်းတွေကဘာပဲထီးတဲ့ကပလဲလုံးလေးအတွက်အစားထိုးဖို့အကောင်းဆုံးပဲပေါ့နော်သူတို့ရဲ့နူးညံ့တဲ့မျက်နှာပြင်အသွင်ပြင်ကိုအနီးကပ်ရိုက်ယူဖို့အတွက်ဒီပူပေါင်းမြုပ်တွေကို microscope အောက်မှာ scan ဖတ်ခဲ့တယ်ဒီလို scan ဖတ်လိုက်တော့အံ့ဩစရာကောင်းတဲ့ပူပေါင်းပုံတံတွေနဲ့အလင်းပြန်မှုတွေပါဝင်တဲ့အသေးစိတ်ပုံတွေကိုရရှိခဲ့ရပေါ့နော်ကဲအခုတော့ထီးနဲ့ဒီပူပေါင်းမြုပ်တွေကို scan လုပ်ထားတဲ့ပုံတွေကို Photoshop တွေကို import လုပ်လိုက်တယ်ပေါ့နော်သူတို့ကို layer လုပ်ပြီးတော့ပေါင်းစပ်လိုက်တယ်ဒီ opacity တွေနဲ့ composition တွေကိုနည်းနည်းကစားရင်းနဲ့လက်တွေ့ဆန်ပြီးတော့အနုပညာဆန်တဲ့ဒီ barbecue effect တစ်ခုကိုဖန်တီးခဲ့တယ်ပေါ့နော်ဒီမှာကအဓိကကဒီ blending mode ကလုံးဝအရေးကြီးဆုံးပေါ့နော်ဒါကတော့ကိုရီရဲ့ barbecue project လေးပဲဖြစ်ပါတယ်။အိမ်မှာရှိတဲ့ထင်းနဲ့လက်ဆေးစပြကိုအသုံးပြုပြီးတော့ဖန်တီးရတဲ့ barbecue အနုပညာလက်ရာပေါ့နော်။ဒီနေ့စဉ်သုံးပစ္စည်းတွေကိုအနုပညာအဖြစ်ပြန်ပြီးတော့ဖန်တီးရတာကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒီဗီဒီယိုကိုကြိုက်နေတဲ့တယ်ဆိုရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့။ပြီးတော့ကြည့်ရှုသူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။တတ်တာ